ဒီနေရာတွေကိုထိတွေ့ပေးပါထူးခြားတဲ့တုတ်ပြန်မှုလေးတွေရရှိစေပါတယ်လူရဲ့ခန္ဓာကိုယ်မှာအထီးအသွေးပေါ်မှာတာယာတတ်တဲ့အစိတ်ပိုင်းတွေအများကြီးရှိပါတယ်အမျိုးသားတွေမှာရောအမျိုးသမီးတွေမှာပါဒီလိုထူးခြားတဲ့အစိတ်ပိုင်းတွေပါရှိပါတယ်ဒါကြောင့်အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်မတော်တဆထိမိတာဒါမှမဟုတ်အမျိုးသားဘက်ကတမင်တက်တက်အခွင့်ယူပြီးထိတွေ့မှုလုပ်ပြီးရင်အမျိုးသမီးတွေအနေနဲ့တခဏတာမိန်မောသွားရတတ်ပါတယ်ပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့ကျမ်းမာရေးနဲ့လူမှုဘဝအစီအစဉ်မှာညဝေပေးမယ့်အကြောင်းအရာလေးကတော့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာခံစားမှုအမြင့်ဆုံးအစိတ်ပိုင်းတွေအကြောင်းကိုကျမ်းမာရေးဗဟုသုတအဖြစ်ဆွေးနွေးတင်ပြပေးပါမယ်နော်ဒီအကြောင်းနဲ့ပတ်သက်ပြီးဒါမှမဟုတ်နောက်ထပ်အကြောင်းအရာအသစ်တွေနဲ့ပတ်သက်ပြီးသိရှင်နာချီရင် comment မှာပေးလို့ရပါတယ်ကျမတို့ဘက်ကပြန်လည်ဖြေကြားတာဒါမှမဟုတ်နောက်ထပ်ဗီဒီယိုတွေမှာဆွေးနွေးတင်ဆက်ပေးပါမယ်အမျိုးသမီးတွေရဲ့မူရင်းစိတ်ဟာမိခင်စိတ်ပါဒါကြောင့်မိခင်တယောက်လုံးကျင်နာမှုလူထွေးမှုတွေပေးတတ်ပါတယ်ဒါပေမဲ့သူမတို့ရဲ့ထူးခြားတဲ့အစိတ်ပိုင်းတွေထိမိခဲ့ရင်တော့မိန်မောသွားတာဒါမှမဟုတ်အထီးသွေးပေါ်မှာတာယာမိတာတွေဖြစ်တတ်ကြပါတယ်ဒီလိုအဖြစ်မျိုးတွေကြုံဖူးကြတဲ့အမျိုးသမီးတွေအများကြီးပါဒါကိုအထာတိရဲ့အမျိုးသားတွေကလည်းထိတွေ့ဖို့ကြိုးစားကြပါတယ်ဥပမာရန်ကုန်လိုမြို့ကြီးမှာဆိုရင်ဒါမျိုးတွေကမကြာခဏကြုံတွေ့ရတတ်ပါတယ်အသည့်အများဆုံးကတော့ဘတ်စကားပေါ်မှာပါလူတွေအများကြီးနဲ့ပြစ်သိမ့်နေတဲ့အခါပြန်တဲ့တယောက်ထိတွေ့နေကြပါတယ်ဒီလိုထိတွေ့မှုတွေကအမျိုးသားတွေရောအမျိုးသမီးတွေပါထူးခြားတဲ့ခံစားချက်ကိုဖြစ်စေပါတယ်ဒါပေမဲ့အမျိုးသမီးတွေအနေနဲ့ပတ်ဝန်းကျင်နဲ့ဂုဏ်သိက္ခာအရာအဆုံးအထိမစီမျောပဲအမြဲရုံထွက်ကြပါတယ်။နောက်ပြီးတမီးစားအသွေးတွေမှာလည်းဒီလိုကိစ္စတွေကကြုံတွေ့နေရတတ်ပါတယ်။ဘလောက်ပဲထိမ့်သိမ့်နေပါစေကောင်းလေးရဲ့အချက်ကြကြထိသွေးမှုတွေကိုဘလွန်ဆန်းနိုင်ပဲခွင့်ပြုလိုက်ရတာလိမ့်လျောလိုက်ရတာတွေရှိပါတယ်။ဒါကြောင့်ဒီလိုခန္ဓာကိုယ်အစိတ်ပိုင်းတွေအကြောင်းကိုကျမရဲ့ဗဟုသုတအဖြစ်သိထားသင့်ပါတယ်။ဒီအကြောင်းကိုဒီဗီဒီယိုမှာဆက်လက်ဆွေးနွေးပေးပါမယ်။ပညာရှင်တွေရဲ့စစ်တမ်းတွေအရအမျိုးသမီးတွေရဲ့20ရာခိုင်နှုန်းခန့်ဟာဒီလိုအထီးအသွေးတွေကြောင့်ပြီးမြောက်တဲ့အထွတ်အထိပ်ခံစားမှုကိုဖြစ်ကြတယ်လို့လည်းသိရပါတယ်။80ရာခိုင်နှုန်းသောအမျိုးသမီးတွေကတော့ပြီးမြောက်တဲ့အထွတ်အထိပ်ခံစားမှုကိုမရရှိကြပေမဲ့ဒီခံစားမှုအပေါ်မှာတဝဲလွယ်နဲ့ရုံးမထက်နိုင်ဖြစ်ကြရပါတယ်။ဒါက Robert System တွေအရသိရတဲ့အချက်လက်တွေပါနော်မျိုးသမီးတယောက်ကိုအပေါ်ယံထိတွေ့ပေးမှုလုပ်ပေးလိုက်တဲ့အခါမှာဥပမာပုတ်ဖတ်တာမျိုးတွေလုပ်ပေးလိုက်ရင်အမျိုးသမီးရဲ့ခန္ဓာကိုယ်ကဒိုပါမင်ဆိုတဲ့ဟော်မုန်းတစ်မျိုးကိုထုတ်ပေးတတ်ပါတယ်ဒီဟော်မုန်းကအမျိုးသမီးတွေအတွက်စိတ်ပျော်ရွှင်စေတာဖိအားတွေရောကြစေတာယုံကြည်မှုရှိစေတာနဲ့ရက်ဖက်တွေမှာကောင်းစွာအိပ်စက်နေခြင်းတွေကိုဖြစ်စေပါတယ်ဒါကြောင့်ဥရောပနိုင်ငံတွေရဲ့ယဉ်ကျေးမှုမှာညင်သာစွာပြစ်ဖက်ခြင်းကိုအလေးထားလုပ်ဆောင်ကြပါတယ်။ဒါကတော့အပေါ်ယံထိတွေ့မှုတွေပါ။အမျိုးသမီးတွေရဲ့အကျိတ်ဆုံးထိတွေ့မှုခံယူခြင်းနဲ့အစိတ်ပိုင်းတွေကတော့နံပါတ်1နှုတ်ခမ်း။အမျိုးသမီးတွေရဲ့နှုတ်ခမ်းဟာအာယုံခံစားမှုအများဆုံးနေရာတစ်ခုပါ။ဒီနေရာကိုထိတွေ့ခံရတဲ့အခါထူးခြားတဲ့စိတ်ခံစားမှုတွေစိတ်ကြည်နက်မှုတွေဆွေးနွေးစေတတ်တဲ့ခံစားမှုတွေဖြစ်စေပါတယ်။ဒါကြောင့်အမျိုးသမီးတွေအနေနဲ့သူမရဲ့နှုတ်ခမ်းကိုချစ်သူနဲ့လင်ယောက်ျားကိုဒါထိတွေ့ခွင့်ပြုတင်ပါတယ်။သူတည်တနာစစ်တမ်းတွေအရအမျိုးသမီးရဲ့နှုတ်ခမ်းကိုနမ်းလိုက်တဲ့အခါမှာအောက်ဆီတိုဆင်ဆိုတဲ့ဟော်မုန်းတစ်မျိုးထွက်လာပါတယ်။ဒီဟော်မုန်းကချစ်စိတ်တွေကိုနှိုးဆွစေပြီးပြင်းပြတဲ့ခံစားမှုတွေကိုဖြစ်စေပါတယ်။နံပါတ်2သူမရဲ့ခါအမျိုးသမီးတွေရဲ့ခါဟာအပေါ်ယံအပြင်မထူးခြားပေမဲ့သူမရဲ့ခါကိုထိတွေ့မှုပေးလိုက်တဲ့အခါမှာဒိုပါမင်ဆိုတဲ့ဟော်မုန်းတစ်မျိုးထွက်လာတတ်ပြီးစိတ်ပျော်ရွှင်မှုနဲ့ဆွဲလန်းစိတ်တွေဖြစ်စေတတ်ပါတယ်။ဒါကြောင့်ခါဟာလည်းအမျိုးသားတွေကိုထိတွေ့ခွင့်မပေးတဲ့အစိတ်ပိုင်းတစ်ခုပါ။နံပါတ်3တင်ပါအမျိုးသမီးတွေရဲ့တင်ပါဟာအာယုံကြောတွေနဲ့သွေးကြောတွေအရှုပ်ထွေးဆုံးနေရာတစ်ခုပါ။ဒီနေရာကိုထိတွေ့လိုက်ရင်သူမရဲ့စက်သားတွေမှာသွေးနယ်ပတ်မှုပုံမကောင်းမလာပြီးသူမရဲ့မျိုးပွားအင်္ဂါကိုနိုးထစေပါတယ်။ဒီလိုနိုးထစေတာကြောင့်ချစ်စိတ်ဆွဲလန်းစိတ်နဲ့လိမ်စိတ်တွေဖြစ်ပေါ်စေတာပါ။နောက်ထပ်ထူခြားတဲ့စိတ်ပိုင်းတွေလည်းရှိပါသေးတယ်။ဒီစိတ်ပိုင်းတွေအကြောင်းတွေကိုတော့အမျိုးသားအများစုကသိထားပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ဒါကြောင့်မပြောပြတတ်တော့တာပါ။
ခုပြောပြတာတွေကတင်တို့တတိမထားမိတဲ့အစိတ်ပိုင်းလေးတွေကိုရေးချေပြောပြတာဖြစ်ပါတယ်။ဒီချက်လက်တွေကဥရောပကလူတွေရဲ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့စစ်တမ်းတွေအရပြောပြခြင်းဖြစ်ပါတယ်။ဒါကြောင့်အာရှနိုင်ငံတွေရဲ့ထုံးတမ်းအစဉ်အလာတွေနဲ့အနေငွေခွာခြားနေပါတယ်။ဒါပေမဲ့သိပ္ပံနည်းကျခန္ဓာဗေဒအရလွတ်ဆန်လို့မရတဲ့စစ်တမ်းတွေလည်းပြောလို့ရပါတယ်။နောက်ရက်တွေမှာလည်းခုလိုကျမရင်းနဲ့ပတ်သက်တဲ့ဗဟုသုတအကြောင်းတွေကိုဆက်လက်မျှဝေပေးပါမယ်ရှင်။အဆုံးထိနားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်။